ကဲမင်္ဂလာပါမျိုးတို့ကြီးနော်ဒီကနေ့ကတနင်္လာနေ့ကပိတ်တော့ကျွန်တော်တို့ဒီနေ့အတွက်ပဲတွေ့ရမှာပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့20လေးရပဲစမယ်ဗျနော်ကျွန်တော်လည်းလုပ်ကလေးရှိတော့ခတ်တုတ်တုတ်ကလေးပဲသွားမယ်ဒီနေ့9532ကစမယ်ဗျ9532 36361ခွန်841ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဘယ်လိုတွက်မလဲဆိုတော့ဒီ20လေးတွေကလည်းရေရှည်မှန်ထားတဲ့20တွေကြီးပါပဲဗျနော်အဲ့တော့ကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ3ရဲ့3ညရဲ့ပေါင်း3ဒီ1နဲ့ပေါင်းတော့4တဲ့နော်4ရဲ့ပါဝါ9 4ရဲ့နှစ်ခက်က2 4 9 2ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့4နှစ်တဲ့ဟော4နှစ်မှာ4ရော2ကောထိပြီးအခွေအနေနဲ့ထွက်သွားပါတယ်68တဲ့68မှာတော့ကျွန်တော်တို့မထွက်ပါအောင်ဗျနော်ရနောက်တစ်ပြန်တွက်ပါမယ်2634 23ခွန်3 6162ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်2နဲ့3ညနဲ့ပေါင်း2ဒီ2နဲ့ထပ်ပေါင်းတော့4အဲ့တော့လေ492ပါပဲတဲ့နော်492ပါပဲတဲ့အဲ့492ကဒီအပြင်မှာထွက်ရမယ်တဲ့ကဲထွက်လားမထွက်လားကြည့်လိုက်ရအောင်အဲ့မှာ9နှစ်တဲ့ဟောအခွေပဲထပ်ထွက်ပါတယ်9ရဲ့2ကနောက်တစ်ခါညနေပိုင်းမှာ1ခွန်နဲ့1ခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြန်တွက်ပါမယ်9813 2363ခွန်536ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ2က3ရဲ့ပေါင်း5ပါတဲ့5နဲ့ဒီ6နဲ့ပေါင်း1ပါတဲ့1ရဲ့ပါဝါ6တည့်ရဲ့နှစ်ခက်က8 168ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့3ညခွန်နဲ့မအောင်ပါဘူး68တဲ့ဟော68မှာလဲအခွေအနေနဲ့6ကော8ကောထပ်ပြီးထိပြီးတော့အခွေကြီးပဲ3ချိန်တိတိဇက်တိုက်ထွက်သွားပါဗျာနော်ကဲနောက်တစ်ပြန်တွက်ပါမယ်နီးနေပဲတော့ကောင်းတယ်ခွန်4353 33ညညနေပိုင်းမှာမထွက်ပါဘူး4393 4393ဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ3ရဲ့3ညရဲ့ပေါင်း3ပါတဲ့ဒီ3ညနဲ့ထပ်ပေါင်းတော့လဲ3ပါပဲတဲ့3ရဲ့ပါဝါ8 3ရဲ့နှစ်ခက်က9 385ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့33ညတဲ့33ညမှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်နှစ်တမှာတော့မအောင်ပါဘူးဗျစပ်ဝါမင်းမကောင်းတော့အနီးနဲ့ပဲပြန်လုပ်အောင်အဲ့တော့33ညနော်33ညနောက်တစ်ပြန်တွက်ပါမယ်6ခွန်9နှစ်6ခွန်9နှစ်4314 6516ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ4ရဲ့3ရဲ့ပေါင်းခွန်ပါတဲ့ခွန်ရဲ့6ရဲ့ပေါင်း3ပါတဲ့3ရဲ့ပါဝါ8 3ရဲ့နှစ်ခက်က9 385ပါပဲတဲ့ဒီအပြင်မှာလဲအဲအဲ့ပြင်မှာကျွန်တော်385ဘယ်နှကျင်းထွက်သွားလဲကြည့်လိုက်ရအောင်8မှာ8တလုံးထိပြီးတော့အောင်ခဲ့ပါတယ်94မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနောက်တစ်ပြန်တွက်ပါမယ်188နှစ်8862ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်8နဲ့9နဲ့ပေါင်း3ပါတဲ့3နဲ့2နဲ့ပေါင်း5ပါတဲ့9ရဲ့ပါဝါ3 9ရဲ့နှစ်ခက်က3ည933ညဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့အခါကျတော့43ညတဲ့43ညမှာ3ညသလုံးထိပြီးအောင်တယ်လို့3ညတဲ့3ညမှာလဲကျွန်တော်တို့3ညသလုံးထပ်ထိပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်1586 6953 6515ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6က9ရဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်းတော့
3ညတဲ့နော်3ညပါဝါ9 3ညနှစ်ခက်ကခွန်3ည5ခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ပါတယ်ထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာထွက်သွားတယ်ကြည့်ရအောင်အဲ့မှာ9 4တဲ့9 4မှာ9တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ညနေပိုင်းမှာ9 6တဲ့ဟော9 6မှာလဲ9တလုံးထပ်ထိပြီးညအောင်မနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြန်တက်ပါမယ်1ခွန်4 3ည866 4439ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ညနဲ့8နဲ့ပေါင်းတော့8ဒီ3ညနဲ့ထပ်ပေါင်းတော့လဲ8ပါပဲတဲ့เนาะ8ရဲ့ပါဝါ3 8ရဲ့နှစ်ခက်က1 8 3 1ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့ခါကျတော့3ည5တဲ့မအောင်ပါဘူး3 9တဲ့3 9မှာတော့ကျွန်တော်3တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်နောက်တစ်ပြန်ဆိုတော့အင်္ဂါနေ့အတွက်ပေါ့နော်တနင်္လာနေ့ကမထွက်ထားတဲ့အတွက်3ည8 2 4 2369 2ခွန်83ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ2နဲ့3နဲ့ပေါင်း5ပါတဲ့5နဲ့3နဲ့ပေါင်းတော့8ပါတဲ့เนาะ8ရဲ့ပါဝါ3 8ရဲ့နှစ်ခက်က1 8 3 1ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ထိပ်စီးလေးတွေနဲ့ချိန်ညှိကြည့်လိုက်ရအောင်ကီးထိပ်ပေါ့နော်ကီးထိပ်မနေ့ကအတွက်ကီးထိပ်ကတော့4 9 6ဖြစ်ပါတယ်တဲ့ခုနကီးရိုးက8 3 1ပါတဲ့နော်အဲ့တော့ဒါမတူညီတဲ့အတွက်ဒါလေးတွေကိုပဲကတ်ကစားမယ်4 8 4 3 4 1 4 1 9 8 9 8 9 3 9 1 6 8 6 3 6 1ဆိုပြီးဒီလိုမျိုးရပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ဘရိတ်ကတော့ကျွန်တော်တို့ဘာရတယ်လဲဆိုရင်9 3ည3ခွန်နဲ့အဲ့မှာ9 3ညဒီ main break ဖြစ်ပါတယ်တဲ့အဲ့တော့9 3ညနဲ့ပတ်သက်တာဆိုရင်ဒီမှာကျွန်တော်တို့41 9 1ဒီနှစ်ခုပဲရှိရနော်9 3ညနဲ့ပတ်သက်လို့ကျန်တာကတော့ကျွန်တော်တို့အရန်ကီးအနေနဲ့ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့4 1နဲ့9 1ဖြစ်ပါတယ်တဲ့နော်4 1နဲ့9 1ဖြစ်ပါတယ်တဲ့ဟုတ်လားကျွန်တော်တို့ပြီးခဲ့ဘက်ကလည်းနော်ကျွန်တော်အနေနဲ့တနင်္လာအင်္ဂါဗုဒ္ဓဟူပေါ့နော်3ရက်စလုံးကိုကျွန်တော်ရန်ကွက်တွေရွေးအောင်လုပ်ပေးနိုင်ခဲ့တင်ကွက်မရဘူးပေါ့နော်ဒီတစ်ပတ်ကောတင်ကွက်ရမရတော့ကျွန်တော်လည်းအတန်မပြောနိုင်ပါဘူးကျွန်တော်ဟိုပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ကဘာလဲဆိုတော့အခါကျရင်ပတ်တိဂရုသမားတွေပဲကျွန်တော်ကအောင်လုပ်ပြီးဟိုအများဆုံးအဖြစ်အောင်လုပ်ပေးနိုင်တယ်ပေါ့နော်ဟိုဟာတနင်္လာအင်္ဂါဗုဒ္ဓဟူမှာတော့ကျွန်တော်ဒီဟိုဟာ YouTube မှာတော့ကျွန်တော်ကရန်ကွက်တွေရွေးနော်ကျွန်တော်တို့ဟိုမှာတော့ဒါတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ပြထားပါတယ်เนาะဒီပြထားပါတယ်ပြထားမှာလားပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ပြထားပါတယ်ခဏလေးကျွန်တော်တို့เนาะအဲ့မှာဟိုဒါတော့ကျွန်တော်တို့အရန်ကွက်ကလေးတွေပဲအောင်ခဲ့တယ်ဟိုပါเนาะ Viber မှာတော့ဒါကျွန်တော် Viber မှာပေးခဲ့တာเนาะအမျိုးတို့လည်းမှတ်မိပါတယ်ဒီကောင်ဒီမှာကျွန်တော်တို့တချို့ကယူတော့ကစားလိုက်တယ်เนาะဟုတ်လားမွေးပရိတ်ဆိုလဲမွေးပရိတ်ဆိုလဲ9 8နော်9 8ဆိုတဲ့နေရာမှာကျွန်တော်3ည5ဆိုတာထွက်တယ်2 3ဆိုတာထွက်တယ်ဟုတ်လားနော်2 3ဆိုတာထွက်တယ်ဟာရနော်2 3ဆိုတာထွက်သွားခဲ့တယ်နော်သူကလည်း break တပတ်စာမွေး break မှာအနည်းဆုံးဟိုပါပေါ့နော်တစ်လုံးထိရဟိုတစ်ချိန်တော့ထွက်ရမယ်ဆိုတာထွက်သွားတယ်ပေါ့နော်တစ်ချိန်တော့မဟုတ်2ချိန်ထွက်သွားတယ်နောက်တစ်ခါကျအင်္ဂါမကျော်ကလည်းကျွန်တော်တို့အင်္ဂါမကျော်ကခွန်4မှာကျွန်တော်တို့အင်္ဂါနေ့မှာပဲ2 4ဆိုပြီးကျွန်တော်ထွက်တယ်ဟုတ်လားသူကလည်းနောက်တစ်ခါဗုဒ္ဓဟူးမကျော်3ညဗုဒ္ဓဟူးမကျော်3ညကတော့တနင်္လာနေ့ရောအင်္ဂါနေ့ရော2ချိန်လုံးထွက်သွားတယ်တပတ်စာပတ်တိ3ည5ကလည်း3ည5ဆိုပြီးတော့ထွက်တယ်နောက်တစ်ခါမပြောက်ပတ်တိ2ခွန်ကလည်း2ခွန်ဆိုပြီးထွက်သွားတယ်နော်အဲ့တော့ကျွန်တော်တို့ဟိုတပတ်စာကတ်ယူတဲ့လူတွေပေါ့နော်ဒီကတ်ကလေးယူတဲ့လူတွေကတော့တော်တော်များများအောင်ကြတယ်ပေါ့နော်တချို့ကလည်းမွေးပရိတ်ကလေးတွေပဲထိုးကြတယ်မွေးပရိတ်ကလေးပဲထိုးတဲ့လူကလည်းအောင်သွားတယ်နော်နောက်တစ်ခါအင်္ဂါမကျော်ပတ်တိကိုပတ်တဲ့လူကလည်းအောင်သွားတယ်အင်္ဂါမကျော်ပဲနော်ဗုဒ္ဓဟူးမကျော်ပတ်တိကိုပတ်တဲ့လူကလည်းအောင်သွားတယ်တပတ်စာပတ်တိကိုပတ်တဲ့လူဆို2သီးစားအောင်တယ်မပြောက်ပတ်တိပတ်တဲ့လူဆိုလည်း2သီးစားအောင်တယ်နော်အဲ့ဒီလိုပဲကျွန်တော်ဟို Viber မှာတော့ကျွန်တော်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်နော်ဒါကကျွန်တော်ပြီးခဲ့ဘက်ကဟို
ဘိုက်ပါမှာယူရဲလူဝင်ကြည့်မှာပါကျွန်တော်မဟုတ်ဟုတ်တယ်ဆိုတော့နော်ပြလို့ရတယ်ပေါ့ပေါက်ဖော်လို့ထားမဟုတ်ဘူးအဲ့လိုကံမျိုးလေးတွေလိုချင်တော့ကျွန်တော်တို့ဘိုက်ပါမှာလာရောက်ပြီးယူလို့ရပါတယ်တကက်ကိုကျွန်တော်1000နှုန်းရောင်းထားပါတယ်ဗျနော်ကဲအဲ့တော့နောက်တစ်ခုကျွန်တော်တို့ဟိုပါပေါ့နော်ဟိုတန်းလေးရဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကတစ်ချိန်နှစ်ချိန်ခါတိုင်းနှစ်ချိန်ထွက်တာ3-9ဆိုပြီးတစ်ချိန်နဲ့ပဲထွက်သွားခဲ့တယ်နော်ကျန်တာကျွန်တော်တို့မထွက်သွားပါဘူးဒီတစ်ပတ်မှာတစ်ချိန်ရော့သွားပါတယ်ဗျနော်ဟာလားအဲ့တော့ကျွန်တော်ဒီတစ်ပတ်အတွက်ကိုကျွန်တော်တို့ပေးပါမယ်အဲ့တန်းလေးနော်ကြိုင်နေယူပေါ့3ခွန်2 4အပေါ်တန်းကအောက်တန်းက9 3ခွန်2တဲ့နော်အဲ့တော့အပေါ်တစ်လုံးအောက်တစ်လုံးနဲ့ကျွန်တော်တို့အနည်းဆုံး2ချိန်ကတော့ထွက်ရမယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ပတ်တိုင်းကတော့မှန်နေတာပဲเนาะဟိုအနည်းဆုံးတစ်ချိန်ဟိုပြတ်သွားတယ်ဆိုတော့မှတစ်ချိန်ထွက်သွားသေးရယ်เนาะအဲမျိုးပေါ့ဟုတ်လားညာသွားပြီနှစ်ချိန်အထက်မှာရွေးထွက်တာကြီးများပါတယ်เนาะနောက်တစ်ခါမွေးဘရိတ်ကဒီတစ်ပတ်မွေးဘရိတ်က2ခွန်ဖြစ်ပါတယ်တဲ့เนาะအဲဒါကိုမွေးဘရိတ်เนาะဒါကြက်ရှင်တဲ့မွေးပေါ့ဘာဖြစ်လို့ကျွန်တော်အဲ2ခွန်ပေးတယ်ဆိုတာတော့ကျွန်တော်လူကောင်းတွေအကုန်သိပါတယ်เนาะနောက်တစ်ခါကျွန်တော်တို့ဟိုတစ်ပတ်ဟိုဒါပေါ့เนาะကျွန်တော်ရသက်ပံကတ်ယူထားတဲ့လူတွေဆိုလဲဒီ2ခွန်မွေးတာဘာကြောင့်မွေးဘရိတ်လို့ပေးတယ်လဲဆိုတာကိုသိရယ်เนาะနောက်ကကျွန်တော်တို့ဒီမှာ4တစ်နဲ့6တစ်အဲ့နှစ်ခုကတော့ကျွန်တော်တော်တော်ကြိုက်ပါတယ်တကယ်တည်းကြိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုတနင်္လာအင်္ဂါမှာ16တပြားဆိုတာအမျိုးလုံးမှတ်မိရနော်16တပြားနဲ့လည်းကိုက်ညီတယ်နောက်တစ်ခါဒီမှာဒီကောင်းလေးနဲ့လည်းဥပမာအရန်ကွက်ဆိုရင်ကျွန်တော်6တစ်တို့ပါတို့နော်ဒါလေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးကလည်းမစိုးဘူးပေါ့နော်ဒါပေမဲ့ဒီသူ့ရဲ့တင်ဒီ3ပလဲကိုက်ညီတာ4တစ်နဲ့6တစ်ဖြစ်တယ်အဲ့4တစ်နဲ့6တစ်ကိုကျွန်တော်အနေနဲ့ကြိုက်ပါတယ်အမျိုးတို့လည်းအကြိုက်တူရင်ယူပါအကြိုက်မတူရင်မယူပါနဲ့ကဲဒီကနေ့တော့ကျွန်တော်တင်ဆက်မှုလေးကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးရင်အဖွင့်နေလို့ပဲပြောရမှာပေါ့နော်အဖွင့်နေမှာလှလှပပရကြပါစေအောင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်တွေကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ